နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့အာဏာသိမ်းစစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေမြို့မှာ73စီအောက်တိန်း92တလီတာကိုငွေကျပ်4000အထိဈေးထိုးတက်သွားခဲ့တယ်လို့မြို့ခံတွေကနရိစရာကိုပြောကြပါရယ်အခုလို73စီတွေဈေးနှုန်းထိုးတက်သွားတဲ့အတွက်စစ်တွေမြို့မှာတုတ်တုတ်ဆိုင်ကယ်ဘေးရေးဆိုင်ကယ်တွေကိုလမ်းပေါ်တွေမှာမတွေ့ရတော့ဘဲစက်ဘိန်းတွေနဲ့သွာလာနေကြတာကိုတွေ့ရတယ်လို့စစ်တွေမြို့ကျောင်းတက်လန်ရက်ကွက်ကဒေသခံတယောက်ကပြောပါရယ်ပြီးခဲ့တဲ့မတ်လ3ရက်နေ့အထိစစ်တွေမြို့မှာအောက်တိန်း92တလီတာကိုငွေကျပ်18000သာရှိခဲ့ရကနေမနေ့ကတော့ငွေကျပ်36000ကနေ4000အထိကိုဈေးနှုန်းမြင့်တက်သွားခဲ့တာဖြစ်ပါတယ်စစ်တွေအတွက်73စီတွေကိုရန်ကုန်ကတဆင့်ရေချောင်းကတင်သွင်းနေတာဖြစ်ပြီး73စီရှားပါလာနိုင်တဲ့အတွက်အခုလိုဈေးနှုန်းတွေမြင့်တက်သွားတာဖြစ်တယ်လို့ပြည်သူတွေကပြောကြပါရယ်